ကဲပေါ်တော့အားလုံးပဲမင်္ဂလာပါဘိုက်ပူတစ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့စနေနေ့မှာတော့ကျွန်တော်ပရီးမီးယားလိပွဲတွေကို17မျိုးရွေးပြီးတယ်ပေါ့နော်17မျိုးဆိုတာ body ကိုဘော်နဲ့ body နဲ့မျှပြီးတော့အဲ့ဒီမှာကျွန်တော်နှစ်ပွဲရှုံးနှစ်ပွဲတည်နဲ့9ပွဲနိုင်ပေါ့9ပွဲတာလောက် black ထွက်တယ်ပေါ့ဗျာကိုယ့်ကိုလည်း black ထွက်တဲ့တော့ဝမ်းသာပါတယ်ဆက်လက်ပြီးတော့လည်းကြိုးစားပါအောင်မယ်ကဲပွဲကြောင်းပြောမယ်ဗျာပထမဦးဆုံးကျွန်တော်ချက်စီးနဲ့ဘုံပေါက်ချက်စီနိုင်မှဖြစ်မယ်ဘာညာပေါ့ဗျာသိရမလားနိုင်မှဖြစ်မယ်ဆိုတိုင်းလေနိုင်ချင်မှတော့နိုင်တာဗျပြီးတော့ဘုံပေါက်ကလည်းတစ်ဖက်မှာတောက်လျှောက်ခြေသွမ်းနေကြာနေတယ်ပေါ့နော်ဒါပေမဲ့တောက်လျှောက်ဘလောက်ပဲခြေသွမ်းကြာတကူးလေးတော့ရတယ်ဗျသူနိုင်တာရှုံးတာတဲ့ကူးတော့ရတယ်ပေါ့နော်ချက်စီရတယ်လေတပိုင်းကောင်းပြီနော်တပိုင်းကောင်းခြင်းမှကောင်းလာဒါပေမဲ့ဒီကောင်လည်းကူးရတယ်ဗျကျွန်တော်ပြောတာချက်စီအပိုင်ဘုံပေါက်အပိုင်နေရိုက်ကျွန်တော် body မစင်းသားတော့ဘူးပေါ့နော်ကျွန်တော်အခုလက်ရှိတလုံး10ပြားရှုံး3လုံး20ရှုံးပေါ့နော်ကျွန်တော်9ပေါ်နေချင်ပါတယ်ဒီနေ့တော့တူတူနဲ့မြင်မြင်ပြောလိုက်ပါမယ်ကျွန်တော်9ပေါ်ကြိုက်ပါတယ်1121လောက်ဖြစ်မယ်ထင်ပါတယ်ချက်စီဘော်ဒီအပြည့်နိုင်ဖို့တော့9ပြတ်ဖို့တော့ကျွန်တော်တိတ်မကြိုက်ပါဘူးကျွန်တော်9ပေါ်တစ်ကြောင်းပဲယူချင်ပါတယ်နောက်ဝက်ဝက်ဆန်နဲ့ Brighton ပေါ့နော်ရှီကြောက11နဲ့ပြီးသွားတယ်ကျွန်တော်အဲ့ကြော်မှာလဲကျွန်တော်ကတော့9ပေါ်ကြိုက်တာဗျ9ပေါ်ယူပြီးလိုက်တယ်ပေါ့နော်11နဲ့တော့ပြီးသွားတယ်အခုဝက်ဆန်ကအိမ်ကွင်းမှာအမှတ်တော့ယူသင့်တယ်ထင်တယ်ဒါပေမဲ့ဝက်ဆန်ကနောက်ဆုံး4ပွဲမှာ2ပွဲကူးမရဘူး2ပွဲကူးရတယ်အဲ့မှာ3ကူးလားပဲရတယ်ပေါ့နော်နောက်ဆုံး4ပွဲမှာ Brighton လည်းနောက်ဆုံး4ပွဲမှာ2ကူးလောက်ပဲရတယ်2ပွဲကကူးမရဘူး2ပွဲကကူးရတယ်ပေါ့ဒါပေမဲ့ဒီပွဲမှာအတွင်းကူးတွေမြင်ရမယ်လို့ကျွန်တော်ထင်တယ်ဗျဝက်ဆန်ပွဲမှာ Brighton ကlevel 60 3လုံး40ပေါ့နော်3လုံး40ဆိုလို့ကြည့်မှာကျွန်တော်ကတော့ကျွန်တော်9ပေါ်ပဲရွေးချင်ပါတယ်နောက်ပန်လီနဲ့ Newcastle က1 black 10 3 black 80ပေါ့ဒီကြီးကတော့9အောက်တဲ့ဟာများပါတယ်9တဲ့ဟာများတယ် Newcastle ကလည်းဝင်းဆိုမစွန်ဘူးပေါ့ဗျာမန်ယူနဲ့ပွဲမှာလည်းမစွန်ပါဘူးကျွန်တော်ကတော့ဒါပေမဲ့မစွန်ပေမဲ့ကျွန်တော် Newcastle ဝင်းကိုပဲထပ်ပြီးရွေးချင်တယ်ဗျ Newcastle ဒီပွဲမှာကျွန်တော်2 3 9လောက်ကိုပြတ်မယ်ထင်တယ်ဗျ Newcastle ဘော်ဒီကြိုက်ပါတယ်ကျွန်တော်ပြီးတော့ Newcastle 9ဘော်လည်းကြိုက်ပါတယ်ဘော်ဒီပူးကြိုက်ပြီးတော့ဘော်9ဘော်ပပပေါ့ဗျာဟုတ်ကဲ့နောက်တစ်ပွဲကNottingham နဲ့ Everton ပေါ့နော် Nottingham နဲ့ Everton မှာ Nottingham အိမ်ဝင်း Nottingham က level 60နှလုံး40ပေါ့40ရှုံးပေါ့အဲ့မှာကျွန်တော်ကပထမအခုနောက်ဆုံးတိတ်မကြခင်မှာကန်ထားတဲ့ဟာမှာကိုပဲ Everton အင်ကွင်းမှာ3-0နဲ့နိုင်ထားတယ်ဗျာEverton နောက်ပိုင်းတော့နည်းနည်းလေးခြေကြတာမှန်ပေမဲ့ Nottingham လည်းတိတ်မစွန်ပါဘူးဗျာဒါပေမဲ့ဒီကြီးမှာကျွန်တော်ကတော့ Nottingham နိုင်မယ်လို့ထင်တယ်ပြီးတော့ Everton မှာJubilee Hall မပါတဲ့ဟာက Villa က Roger တို့အာကြီးရဒီ Clan Right 2လောက်ကိုပဲတင်းပါဗောဗျာမရှိမဖြစ်ပေါ့ရေးပါတဲ့ Mail ပေါ့ကျွန်တော်ကတော့အဲ့လောက်ကိုထင်တယ်သူပြန်ပါလာရင်တော့အတင်းကစားကွက်ဘာညာကဟုတ်ကောင်းဟုတ်သွားနိုင်ပေမဲ့ဒီညမှာကျွန်တော်ကတော့စုံမထင်ဘူးGrealish တော့ပြန်ပါရင်ပါမယ်ပေါ့နော် Grealish တယောက်တည်းနဲ့လည်းဟောဖြစ်မယ်မထင်တော့ကျွန်တော် Nottingham body ကြိုက်ပါတယ် 1-2 လောက်ထင်တော့9အောက်လေးပါကြိုက်ပါတယ် Arsenal နဲ့ Aston Villa ကျွန်တော်အဲ့နောက်မှပြောမယ်ဗျာ Man U မှာ1.80 3 black 10ပေါ့နော်ကျွန်တော်ပြောတာက3 black 10ကဟူကကျွန်တော်တို့အာယူလည်းကိုသွင်းနိုင်တယ်တကူသွင်းထားနိုင်တယ်နောက်ဆုံးလီဗာပူးလည်းတကူပြန်သွင်းထားနိုင်တယ်မှန်ပေမဲ့ကျွန်တော်ကတော့ဒီညကိုသွင်းနိုင်တော့မယ်လို့မထင်ပါဘူးဗျသူကလုံဆုံးသွင်းတယ်တကူပေါ့ဗျာသူကလုံဆုံးသွင်းတကူဆိုမန်ယူရောပထမအခုပြီးခဲ့တဲ့ပွဲရလို့ 4-1 လိုမျိုးဖြစ်မယ်လို့လည်းမထင်ဘူးဗျအဲ့ပွဲမှာ Bruno ကိုသွင်းတယ်အမူဘူးတကူသွင်းတယ်ပေါ့နော်အဲ့နှစ်ယောက်လုံးလည်းမပါဘူးဗျကျွန်တော်ကဒီပွဲကိုပေါင်းကြီးကလိုရတဲ့ပိုးမြင့်နေတယ်လို့ထင်တယ်ကိုအောက်မယ်ထင်တယ်ပေါ့နော်မန်ယူလည်းနိုင်လဲ1-0ပေါ့ဗျာနိုင်ရမှလည်းနိုင်မယ်ပေါ့နိုင်လဲ1-0ပေါ့အဲ့တော့ကျွန်တော်မန်ယူလည်း2 3 9ပြတ်မယ်မထင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲကိုဥဆုံအောက်ကိုကြိုက်ပါတယ်ကျွန်တော်အဲ့တော့ဥခိုးအောက်နဲ့ဥဘော်ဒီပပကြိုက်ပါတယ်တကယ်အကောင်းဆုံးပွဲစစ်တင်နဲ့နှင်းနဲ့အာကြီးအိမ်ကွင်း Aston Villa နဲ့ကန်မယ်1-30 3 black 60ပေါ့နော်အဲ့တိုင်းတာမှာကျွန်တော်ကတစ်ခွက်ကြော်ပြီးတော့
အာကြီးကအရှိမတည်ရမလားတစ်လုံးလောက်နဲ့နိုင်ထားလို့ဒီပွဲနှလုံးလောက်နိုင်မယ်အက်စတွန်ဗီလာမှာလည်းထိုးသားကဆောင်းနည်းနည်းလေးထိုးသားကြိုက်ကလေးဖြစ်ရင်လည်းဖြစ်နေမယ်ဆိုပြီးတော့ကျွန်တော်အာကြီးကိုမရွေးချင်ပါဘူးကျွန်တော်ကြီးဒီဒိုင်ကွက်တွေကိုမကြည့်ဘဲနဲ့ခြေစွမ်းကိုပဲလက်ရှိခြေစွမ်းကိုပဲကြည့်မယ်ဆိုရင်အာကြီး2ဂိုး3ဂိုးတော့ပြတ်မယ်မထင်ဘူးပေါ့ဗျာလွန်ဆုံး2ဂိုးလောက်ပေါ့ဗျာအဲ့လိုမျိုးဆိုတော့ခံပေါ့နော်3ဂိုးတော့ပြတ်မယ်မထင်ဘူးဗျာအဲ့တော့အက်စတွန်ဗီလာကောင်းတယ်ဗျအာကြီးကနောက်ပိုင်းမှာဒီနှစ်မှာအာကြီးကချန်ပီယံဖြစ်သွားနိုင်တယ်ဗျဘာလို့လဲဆိုတော့ချန်ပီယံဖြစ်မဲ့အတင်းကခြေစွမ်းကောင်းတဲ့နေဆိုလဲခြေစွမ်းကောင်းလို့နိုင်မယ်ဗျာခြေစွမ်းမကောင်းလေသူ့ကနေသူနိုင်သွားတာဆိုတော့အာကြီးမှာအခုအဲ့လိုအတိုင်းအတာလေးတွေတော့ရှိတယ်သူ့ကနေသူတော့နိုင်နေတယ်ဒါပေမဲ့အက်စတွန်ဗီလာကိုလက်ရှိ2ဂိုး3ဂိုးပြည့်ရောက်လောက်အောင်တော့မဟုတ်ဘူးဒါပေမဲ့ဘောလုံးပွဲဆိုတာဗျာဒီနေ့မှာတက်ဆန်အက်စတွန်ဗီလာပုံမှန်ခြေစွမ်းမျိုးမဟုတ်ဘူးအာဆင်နယ်ကလည်းရန်ကောင်းနေတော့လေကျွန်တော်တို့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ရှေ့မှာမြင်ခဲ့ရတဲ့3-4ပွဲမှာတော့အတိုင်းအတာရပြောရရင်ကျွန်တော်အဲ့လိုမထင်ဘူးပေါ့ဗျာအဲ့တော့ကျွန်တော်ကပြီးတော့အဲ့မှာဒီပွဲမှာယူရချင်တာကကျွန်တော်ဂိုးဘောကြိုက်ပါတယ်ဂိုးဘောကြိုက်နေပါတယ်ဘာလို့လဲဆိုတော့အာကြီးလဲနိုင်ရမယ်အက်စတွန်ဗီလာလဲတပိုင်းမဟုတ်တပိုင်းတော့ဒီကောင်นี่ကောင်းမယ်ဂိုးရမယ်ပေါ့ဗျာအဲ့တော့1-1လောက်ကစကြည့်ရမယ်ထင်တယ်ပေါ့ဗျာ2-1လား1-2လား3လုံးဆိုရင်တော့ရပြီဆိုတော့ကျွန်တော်ခိုးပေါ်ကြိုက်ပါတယ်ကျွန်တော် Aston Villa body ကိုတော့ကျွန်တော်ပူးကြိုက်ပါတယ် Aston Villa body နဲ့ခိုးပေါ်ပါကြိုက်ပါတယ်အဲ့စီများကန်ကောင်းကြပါသေးကျွန်တော်ဒီနေ့အရင်နောက်ကျသွားပါတယ်ပြင်းကြီးသမားကြီးကတော့ရမယ်တော့မထင်တော့ပါဘူးနောက်နေ့ကျွန်တော် short တင်ပေးပါမယ်ကျွန်တော်ရဲ့အကောင့်လေးကိုလည်း follow လေးနဲ့ subscribe လေးလုပ်သွားပါအောင် YouTube ကကြည့်ရပေါ်တာများလဲမိတ်ဆွေတို့ထင်တဲ့ဟာကျွန်တော် comment မှာရေးလို့ရပါတယ်ကျွန်တော်ကပွဲကိုကျူးမသိပါဘူးကျွန်တော်ကျူးသိရင်ကျွန်တော်ပဲလာအောင်ပြီးတော့ကျွန်တော် AC ပဲနေပါမယ်သို့တော့ကျွန်တော်ရဲ့ခံမှန်းချက်ကျွန်တော်ရဲ့ထင်မြင်ချက်ကိုမိတ်ဆွေတို့ပြောပြတာပါအကြိုက်တူရင်ချပါအားလုံးပဲနေကောင်းကြပါစေဘိုင်ပါ